ဝမ်းရှိတော်ငါရတဲ့ပြင်မမမရတဲ့စီးနဲ့ကြွရတဲ့ပြောချင်ဦးဟဲဆန်ကိုပြပေးချင်ပါတယ်ဒီတိုင်းမှာပြောဟဲချင်ဦးဆွမ်းတဲ့ကုကပင်းနဲ့ပင်းလေးစားစွပ်ကြည့်ရပါတယ်ဆိုင်ရန်စလီမြိုင်ပုံနာမလို့မနေတဲ့ညဒီဆိုလူရှင်းလေးမညာပဲဆိုရင်လူရန်ရှုပ်ပါတယ်သမားတွေအတွက်ဝင်လာတဲ့ဆိုင်မလို့လားမျိုးဒီဇိုင်းလုံးဆေးပဲဝင်တဲ့ဟာတွေချင်းနဲ့ပဲလုပ်ထားပါတယ်စရီနဲ့ချက်ထားတဲ့ထမင်းတွေအထိပါရှိပါတယ်ကိုရီလိုကုန်းစားတဲ့သူတွေအတွက်ကတော့ထမင်းကိုစရီနဲ့ပဲချက်ထားတဲ့ချင်းနဲ့ပဲချက်ထားတာကုန်းစားပါတယ်ဒီလိုစပြုတ်ဆိုပေမဲ့အသားတစ်ပွဲအယူနဲ့ထည့်ပေးထားသလိုမျိုးပါအခုဆိုရင်အယူရဲ့အသားကိုစားပြရမှမလို့ကြည့်ပေးကြပါအောင်ဒီဘွားကိုပဲဝင်စားခဲ့လို့လားမသိဘူးအယူဆိုရင်အကုန်ကြိုက်ပါတယ်ဝယ်ယူနေချက်တော့အယူနေအကုန်စားပါတယ်အမဝတ်သားကိုပင်ကပီနဲ့တွဲစားနေလို့စိတ်ခံရတော့မယ်အကွက်တွေလို့တကယ်ချင်းကလမ်းပြောနေပါတယ်ဘလော့ကလုပ်ချင်ပေမဲ့ဗီဒီယိုရိုက်နေကောင်းကောင်းမစားတတ်လို့တယောက်ပါပဲ